ဟိုးရှေးရှေးတုန်းကတောအုပ်တစ်ခု၏အနားတွင်အလွန်ရိုးသားဖြောင့်မတ်ပြီးစ조사အားထုတ်သည့်တစ်ခုတ်သမားတူနေထိုင်ခဲ့ပါသည်သူသည်နေ့စဉ်တောထဲသို့သွားကာတစ်ခုတ်သည်မိသားစုကိုလှုပ်ကြွေးပြုစုကာအပတ်မွေးဝမ်းကြောင်းပြုလုပ်ခဲ့ပါသည် Good and dry. How much for a bundle? 2 coins, miss. I'll take one. Thank you. တနေ့သောအခါတစ်ခုတ်သမားသည်တောအတွင်းရှိရေကန်ဘေးအနီးတွင်တစ်ခုတ်နေရင်မတော်တဆလက်ချော်ကသူ့၏တခုတည်းသောအဖိုးတန်ပစင်ကိုနှဆိုင်သောရေကန်ရေထဲသို့ကျသွားစေခဲ့ပါသည်အလိုငါပစင်လေးငါမှရှိသမျှအဖိုးတန်ဆုံးပစင်လေးရေကန်ထဲကျသွားပြီအခုတော့ငါဘလို့လုပ်ရပါမလဲဟုဆိုကတစ်ခုတ်သမားသည်ရေကန်ဘေးတွင်ထိုင်ပြီးဝမ်းနည်းပလတ်ငိုကြွေးနေပါသည်ထူအချိန်တွင်ပင်ရေကန်ရေတိုင်းမှအံ့ပွဲကောင်းသောနမင်းကြီးပေါ်လာကအချင်းလူသားတင်ဒီအပိတ်ကြောင့်ဤမြဝမ်းနည်းစွာငိုကြွေးနေသည်ဟုမေးမြန်းပါသည်တစ်ခုသမားကပစင်ကိုရေကန်ထဲသို့ကျသွားကြောင်းဖြစ်ကြောင်းကုံစင်ကိုရိုးရိုးသားသားပြောပြပါသည်နမင်းကြီးသည်ရေကန်ရေထဲသို့ငုတ်ဆင်းသွားပြီးတောက်ပလင်းလက်နေသောရွှေပစိန်တစ်လက်ကိုယူဆောင်လာကဤရွှေပစိန်သည်တင်ဤပစိန်လားဟုမေးပါသည်တစ်ခုတ်သမားကမဟုတ်ပါဘူးနမင်းကြီးဤရွှေပစိန်သည်ကျွန်ုပ်၏ပစိန်မဟုတ်ပါဟုရိုးရိုးသားသားဖြေကြပါသည်နမင်းကြီးသည်ထပ်မံရေကန်ရေထဲသို့ငုတ်ဆင်းသွားပြီးယခုတစ်ချိန်တွင်ငွေပစိန်တစ်လက်ကိုယူဆောင်လာပါသည်ဒါပေမဲ့တစ်ခုတ်သမားကဒါဟာလဲကျွန်ုပ်၏ပစိန်မဟုတ်ပါဟုပြန်လည်ဖြေကြပါသည်နောက်ဆုံးတွင်နမင်းကြီးသည်ဟောင်းနွဲနေသောတန်ပစိန်ကိုယူဆောင်လာသည့်အခါတစ်ခုတ်သမားကဝမ်းသာအားရဖြင့်ဟုတ်ပါတယ်အဲ့ဒါဟာကျွန်ုပ်၏ပစိန်အစ်စ်ပါပဲဟုပြောလိုက်ပါသည်နမင်းကြီးသည်တစ်ခုတ်သမား၏ရိုးသားမှုကိုအလွန်နှစ်သက်သဘောကျသွားပြီးပစိန်သုံးလက်လုံးကိုစုအဖြစ်ပေးသနာလိုက်ပါသည်ဤတည်င်းကိုကြားသိရသောလောဘကြီးသည့်အိမ်နီးချင်းတူသည်သူကိုယ်တိုင်လဲရွှေပစိန်ရလိုသောလောဘစိတ်ဖြင့်ရေကန်ဘေးသို့လာရောက်ခဲ့ပါသည်သူသည်မိမိ၏တန်ပစိန်ကိုတမင်တကာရေကန်ထဲသို့ဖိချသည်ဟန်ဆောင်ကငိုကြွေးနေပါသည်နမင်းကြီးပေါ်လာပြီးရွှေပစိန်ကိုကင်ကာဤရွှေပစိန်သည်တင်းဤပစိန်လားဟုမေးသောအခါလောဘကြီးသူကဟုတ်ပါတယ်အဲ့ဒီရွှေပစိန်ဟာကျွန်ုပ်၏ပစိန်ပါဟုလိန်ညာပြောဆိုလိုက်ပါသည်ထိုအခါနမင်းကြီးသည်စိတ်ဆိုးကဘာမျှပြန်မပေးပေပျောက်ကွယ်သွားပါတော့သည်နောက်ဆုံးတွင်လောဘကြီးသူသည်မိမိရှိရင်းဆွဲပစိန်ကိုပါဆုံးရှုံးကလက်ချင်းပလာဖြင့်ပြန်ခဲ့ရပါတော့သည်သင်္ကန်းစာရိုးသားခြင်းသည်လူတစ်ယောက်အတွက်အမျက်ဆုံးသောဂုဏ်ဓာတ်ဖြစ်ပါသည်ဒီပုံမြင်လေးကပေးတဲ့သင်္ကန်းစာကတော့လူတစ်ယောက်အတွက်ရိုးသားခြင်းဆိုတာဘယ်တော့မှတန်ဖိုးမဖြတ်နိုင်တဲ့အမြင့်မြတ်ဆုံးသောဂုဏ်ဓာတ်တစ်ခုဖြစ်တယ်ဆိုတာပါပဲမိမိမဟုတ်တာကိုမလိုချင်ပဲမှန်မှန်ကန်ကန်ပြောဆိုနေထိုင်ခြင်းဟာဒီနေ့မှာမမျော်လင့်ထားတဲ့ကောင်းကျိုးတွေကိုရရှိစေပါတယ်ဇန်ချင်းဘတ်အနေနဲ့လောဘဇောတိုက်ပြီးလိန်ညာခတ်မယ်ဆိုရင်တော့ရတဲ့ရထိုက်တဲ့အရာတွေတည်းမကမိမိမှာရှိပြီးသားအရာတွေပါဆုံးရှုံးသွားနိုင်ပါတယ်ဒါကြောင့်ရိုးသားခြင်းသည်အမျက်ဆုံးဆိုတဲ့အတိုင်းဘယ်လိုအခြေအနေမျိုးမှာဆိုရိုးသားမှုကိုလက်ကင်ထားခြင်းသာလျှင်စိတ်ချမ်းသာမှုနဲ့စင်မန်းသောအောင်မြင်မှုကိုရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာ I have lost everything.